အာလူပါအာလူတွေဒီလိုလေးထားလေးတွေလီးထားနော်ဒါကကမ်ပုံချီကင်တကမ်ပုံချီကင်စစ်ထားရဲ့အာလူရဲ့ကမ်ပုံချီကင်ရဲ့အဲ့ဒီတဲ့ကို1 star salt 1 star salt ထဲမှာစနိုးမုတ်ထဲမှာစားထဲမှာစားလက်စောထဲမှာလက်စောပြီးရင်ရတာရပြအောင်တိချနေပြီးနေမယ်သွားလေဟိုညနေချက်မဆိုရင်နေကင်းနေရဒီလာနေထားလိုက်အာလူကိုပါထည့်ပြီးတော့နေဘာလို့လဲဆိုရင်အဲစားကနေကြရင်အာလူကစားစနင်းဝယ်ပြီးတော့လေသူရဲ့အရသာလေးကအရန်စားလို့ကောင်းတာနော်ကဲချက်ပါပြီချက်သွန်ဖြူရဲ့ချက်သွန်နီလေးရဲ့စီတက်တယ်ပြီးရင်စပယ်လင်းလေးထည့်ပါမယ်စပယ်လင်းလေးထည့်မယ်ပြီးရင်ကာယီလီလေးထည့်ပါမယ်ရှင်ကာယီလီစပယ်လင်းထည့်မယ်လီမိုဂရက်စ်ထည့်မယ်ပြီးရင်သူ့အနှစ်များအောင်လို့ချက်သွန်ဖြူချက်သွန်နီရုပ်ဒီလေးနည်းနည်းထည့်ပြီးချိန်ထားပါတယ်အနှစ်များလေးရအောင်လို့ပါအဲ့ဒါလေးကိုထည့်ပြီးတော့ကြောမယ်ရုပ်ဒီအနှစ်ဒီလေးကဟိုဒီရုပ်ဒီကိုသုံးထားတယ်နော် A1 chicken curry fish ဒီဟိုချက်မဲ့ချက်သားလည်းများတဲ့အတွက်ကာလီပေးကိုတစ်ထုံလုံးထည့်ထားပါတယ်ပြီးရင်ငရုတ်သီးအနှစ်ကလေးကိုဟိုဒဲဝဲထည့်ပြီးရတဲ့ဒီမှာချက်ချင်းချက်သားကိုမထဲနဲ့အဲကာလီပေးကိုလိုချင်တဲ့အနေထားလေးပြအောင်ကြော်ပေးပါမီနီနေလေးနဲ့ကြော်ပေးပြီးတော့မှချက်သားနဲ့အာလူနေထားတာလေးကိုထည့်မယ်ဒီမှာကြည်အောင်ဟင်းအိုးကလူများတော့ဟိုးပြေပဲရေကိုချက်ချင်းမထဲနဲ့နော်သူ့အနှစ်ကလေးတွေကနေပြီးတော့မှရေထဲမယ်ချက်ချင်းရေမထဲခမ်းတာလေအဲမြုပ်သီးရဲ့အနှစ်ရတာနဲ့ဟိုကိုချက်မဲ့အသားငါးရဲ့တည်းမလားရတာလေးကမြုပ်သီးအနှစ်ထဲကိုဝင်းနေအောင်လို့ခဏလေးပေါ့နော်မြုပ်သီးလေးကျက်အောင်ချက်ခမ်းတာပြီးတော့မှရေထဲခမ်းတာပါရှင်ချက်ချင်းမြုပ်သီးကျက်အသားငါထည့်ရေထည့်ဆိုရင်ငရုတ်သီးကမကျက်ပါဘူးအခက်မသိရင်ဘန်းနာတတ်ပါတယ်ကဲကာရီချကင်မှာSingapore very famous for the curry chickens ပြီးလို့ရှိရင်ကိုလိုချင်တဲ့နေတာအာလူလေးနူးပြီးကိုလိုချင်တဲ့နေထားလေးရပြီဆိုရင်ကိုနက်လေးထည့်ပါတယ်ရှင်ချက်သားများတဲ့အတွက်ကိုနက်တစ်ပူလုံးထည့်ပေးလိုက်ပါတယ်ကာလီချစ်ကင်လေးကအရင်စားလို့ကောင်းပါတယ်အနံ့ရောအရသာလေးရောစားသုံးသူတွေလည်းကျေနပ်တယ်ဒါလေးကိုထမင်းနဲ့ပဲစားမလားပေါမုတ်လေးနဲ့ပဲစားမလားကျမတော့ကြက်တော့ဘက်လဲစားတာနဲ့ပေါမုတ်လေးနဲ့စားလိုက်သေးရဲ့မနေ့ကမန်ဒီမှာတင်ထားတယ်သူတို့ကကာရီချစ်ကင်ကိုတချို့ကပေါမုတ်နဲ့စားကြတာဒီလားထမင်းမစားဘူးအနဲ့ရတာမွေးလေးနဲ့ perfect fish တော့ကာလီချစ်ကင်ရပါပြီရှင်ချက်တဲ့သူလည်းပြောစားသုံးတဲ့သူလည်းချက် perfect ဖြစ်ပါတယ်ချက်စားကြည့်တော့တကယ်ချင်းတော့